အားလုံးပဲမင်္ဂလာပါရှင်မတို့ရေမင်းလေးဒီနေ့နီလာထုတ်လေးနဲ့ဗရက်များလေးထုတ်တစ်ထုတ်ပေါ့နော်နှစ်ထုတ်ဒီနေ့တွေ့ရတာလေးပြပြပါမယ်ရှင်ဒီရဲ့နီလာကလေသူကကလတ်ချိန်ပြီးမယ်နော်ဒါလေးကသူကကြောက်ချိန်ကလချိန်က130ရှိပါတယ်ဒီရဲ့လော်လေးကလေမတို့စိတ်တိုင်းပေါ့နော်လက်ထရောင်မှာဗရိန်နေခတ်ချင်နေရွှေရည်နဲ့ပဲပြန်ခတ်ခတ်ငွေနဲ့ပဲပြန်ခတ်ခတ်ပြန်ခတ်လို့ရတာပေါ့နော်ဟိုဗရိန်နေဆိုတော့ကိုစိတ်ကြဒီဇိုင်းလေးရွေးမှအချင်နေအပွင့်လို့လေးရချင်နေဆိုရင်မောက်ဒီလော်လေးနော်ဒီလော်လေးကကြတော့သူက6လုံး9လုံးစီလေးပတ်ချလဲသွားမယ်လုံးဝမှရွှင်ပြားရည်လေးတွေပေါ့နော်ဒါလေးတွေကလေတလူကြောက်ရည်လေးကရွှင်ပြားရည်လေးတွေနဲ့ထွက်မယ်ရှင်ဒါလေးတွေကိုမင်းတက်ကလတ်ကို2200စီနဲ့ရောင်းပေးမယ်ရှင်မတို့ရေမတို့လေးစိတ်ဝင်စားတယ်ဆိုရင်ညီမလေးရဲ့လေတစ်တော့စီပြီးတော့မဟုတ်ဘယ်ဖုန်းနံပါတ်253656658စတဲ့မှာပေးပါရှင်ဒါလေးတစ်ချက်တူလေးခင်းပြပေးမယ်နော်ဒီရဲ့တော်တော်လေးလာတယ်ကာလာဆက်လေးတွေလည်းညီတယ်ဒါလေးတွေကလေအထက်ခတ်တဲ့သူတွေအတွက်ဒါလေးတွေယူတင်ရတယ်နော်တော်တော်လေးကိုလာတာဒီလော်လေးကတော့မကြည့်အောင်ကြောက်လေးကလုံးဝရှင်ပြီးပြောင်းနေတာပဲအရင်ညီတယ်ပေါ့နော်ပယ်လေးညီတယ်ရှင်ဒါလေးတွေက6ကြောက်မပါဘူးမတို့နော်တလော့မှဒီလိုညာသွားမြ6ကြောက်ကတော့ပါတယ်ဒါလေးကလေခြားကြောက်လည်းမပါဘူးအရင်ညီပဲညီလေးဆိုအထက်ခတ်တဲ့သူတွေတော်တော်လေးကိုအဆင်ပြေပါရစ်တက်ကလတ်ကို2200သိန်းနဲ့ပဲရောင်းပေးပါမယ်နော်